Everybody, welcome back. This is Stella, and today in this video, I'm gonna teach the grammar lesson for intermediate level, Unit 12. I'm going to do. So, are you ready? Let's get started. Part A, I'm going to do something. Daddy, I have already decided to do it. I intend to do it. ခုနကလည်းဒီပြောလိုက်တဲ့စကားအခုလုံးမှာပေါ့နော် I'm going to teach you I'm going to teach you ဒီ date ပဲလေးပေါ့နော်အဲ့တော့ဘာလဲဆိုတော့သူတေချာပေါ့အလုပ်တစ်ခုလုပ်ဖို့အတွက်ဆုံးဖြတ်ပြီးသားရည်ရွယ်ပြီးသားဒီလိုချင်းနေမှာ I'm going to do သုံးပါတယ် I'm going to do ဆိုတာဘာကိုပြောရလဲဆိုရင်ဒီလို situation မှာသုံးတဲ့ pattern လေးပေါ့နော်အဲ့တော့ grammar pattern လေးပါအဲ့တော့ are you going to for example ပေါ့နော် example sentence တွေဘယ်လို situation မှာသုံးလဲဆိုတာလေး Are you going to eat anything No I'm not hungry အဲ့တော့တခုခုစားတော့မလားမေးလိုက်တဲ့ချိန်မှာ No I'm not hungry ငါဘိုင်းမစားသေးဘူးမစားဘူးပေါ့နော်ဘိုင်းမစားဘူး Okay second sentence က A ကမေးလိုက်တယ်ပြောလိုက်တယ် I hear Sarah won the lottery What is she going to do with the money အဲ့တော့ Sarah ထီပေါက်သွားတယ်လို့ငါကြားတယ်အဲ့ဒီပတ်စံအနေနဲ့ဘာလုပ်တော့မှာလဲ Sarah ကဘာလုပ်တော့မလဲဆိုတော့ပြန်ဖြေတယ် She is going to buy a new car အဲ့တော့ကားတစ်ဝယ်မယ်ကားတစ်တစ်စီးဝယ်မယ်လို့ Sarah ကပြောတာသူပြန်ပြောတယ်ပေါ့နော်အဲ့တော့နောက်တစ် third sentence က I'm just going to make a quick phone call can you wait for me အဲ့တော့ငါအခုလေးနေမယ်အရင်ဖုန်းဆက်လိုက်အောင်မယ်ဖုန်းလေးတစ်ခေါက်လောက်ခေါ်လိုက်အောင်မယ်အဲ့လိုမျိုးပြောတဲ့အခါမှာ I'm just going to make a quick phone call တိတ်မကြောက်ဘူးเนาะခဏပဲဖုန်းလေးဆက်လို့ဖုန်းလေးထွက်ဆက်လိုက်အောင်မယ်ဆိုဒီလိုမျိုးပြောတဲ့စကားမှာ I'm just going to make a quick phone call can you wait for me ငါခဏလောက်စောင့်ပြီးနိုင်မလားအဲ့တော့နောက်တစ်ကြောင်းက this cheese smells horrible I'm not going to eat it အဲ့တော့ကြာနေတဲ့ cheese တွေဖြစ်နိုင်တယ်အဲ့တော့ဒီ cheese တွေရဲ့အနံ့တွေကတော့ဆူဆူရွရွပဲ I'm not going to eat it ငါမစားတော့ဘူးအဲ့လိုပြောလိုက်တာเนาะpart B က I'm doing it ဒီ I am going to do နဲ့အဲ့တော့ I'm doing ကဒီ is already fixed and arranged အရင်မှာပထမအသင်များပြီးသား present continuous မှာเนาะ unit 19မှာပေါ့နော်အဲ့တော့ for example you have arranged to do somewhere or meet somebody အဲ့တော့တခုခုကိုတွေးဖို့တခုခုကိုတနေရာကိုသွားဖို့ arrange လုပ်ထားတယ်တယောက်ယောက်ကိုတွေးဖို့plan လုပ်ထားတယ်ဒါမျိုးဆိုရင်ဒီ I am doing present continuous ကိုသုံးတယ်ဒါဒီ already fixed and arranged ပေါ့နော်ပြင်ဆင်ပြီးသားစီစဉ်ပြီးသားအဲ့ဒီတော့ဒီမှာဒါ example sentence တွေပေါ့နော် I'm leaving next week နောက်တစ်ပတ်ထွက်ခွာရမယ်ပေါ့နော်အဲ့တော့ငါတစ်ပတ်သွားရမယ်ထွက်တော့မယ်ဒီလိုမျိုးပြောတာအဲ့တော့ I have booked my flight အဲ့တော့သူလေးလက်မှတ် book လုပ်ပြီးပြီပေါ့နော် Okay အဲ့တော့ What time are you meeting Emily this evening ဒီညနေ Emily ကိုဘယ်အချိန်တွေ့မလဲဒါဒီ fix arrange ပြင်ဆင်ထားပြီးသားဆိုတော့ present continuous tense ကိုသုံးတယ် I am doing ပေါ့နော်အဲ့တော့ I'm going to do ကိုကြတော့ဘယ်လိုသုံးလဲဆိုတော့ဘာကွာလဲဒီနှစ်ခု compare လုပ်ပြရတဲ့အဓိပ္ပာယ်ပေါ့နော်အောက်မှာ compare လဲလုပ်ပါမယ်အဲ့တော့ I'm decided to do it I've decided to do it ဒါ already fixed and arranged ဒါ decided to do it maybe ဟို arrange လုပ်ထားလည်းဖြစ်နိုင်တယ် arrange မလုပ်ထားလည်းဖြစ်နိုင်တယ်ဒါကတော့ဒီကြပေါ့ arrange လုပ်ထားတယ်ဒါကကြတော့ तू ကဟိုလုပ်တော့မယ်လို့ပဲပြောတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ okay အဲ့တော့ maybe arrange to do ဆိုတော့ဒီ I'm going to do something ပေါ့နော်အဲ့တော့ဒီဒါကကြတော့ဘာကွာသွားလဲဆိုတော့လောက်တာ arrange စီစဉ်ထားရလည်းဖြစ်နိုင်တယ်မစီစဉ်မဲနဲ့ထားပြီးလောက်တာပြီတော်တော်သူဒီ decided လောက်ထားပြီးသားအဲ့တော့ example sentence ကိုကြည့်အောင် A က your shoes are dirty အဲ့တော့နင်းရဲ့ဖက်နှက်တွေကညစ်ပတ်နေတယ် B ကပြန်ပြောတယ် yes I know ငါသိတယ် I'm going to clean them ဆိုတော့ तू ကသိတယ်ငါတန်ရှင်းလုံးလိုက်မယ်အဲ့လိုမျိုးပြောပေမဲ့ဒါ तू ဒီဟိုလုံးလိုက်ဖို့တော့ decided လုပ်ပေမဲ့သူလှုပ်ချင်သူဒါတယောက်ဘယ်လိုပြောမလဲလုံးဝစီစဉ်မထားဘူးပေါ့နော်တယောက်ကပြောလိုက်တဲ့အချိန်မှာအဲ့လိုမျိုးပြောတဲ့အဓိပ္ပာယ်ပေါ့နော် Okay အဲ့တော့ I don't want to stay here ဒီမှာမနေချင်ဘူး Tomorrow I'm going to look for somewhere else to stay ဆိုတော့မနေ့ပြန်တော့ဟိုတနေ့ရမှာနေဖို့တနေ့ရသွားပြီးတော့ရှာမယ်ပေါ့နော်အဲ့လိုပြောတဲ့အဓိပ္ပာယ်ဆိုတော့သူဒီ design လုပ်ထားတယ်ဒါကိုပြင်ဆင်ထားတာမဟုတ်ဘူးဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လဲမဟုတ်ဘူး maybe ဆိုတဲ့အတွက်တော့နော်ဟုတ်တာလည်းဖြစ်နိုင်တယ်မဟုတ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ compare လုပ်ရရင် I don't know what I'm doing tomorrow မနေ့ပြန်ဘာလုပ်မယ်ဆိုတာမသိဘူးဒီမှာ I don't know what I'm going to do about the problem ဒါကြတော့သူဒီပြဿနာကိုသူစကြတဲ့က decided လုပ်ထားမှာမဟုတ်ဘူးစီစဉ်ဆုံးဖြတ်ထားတာမဟုတ်ဘူးဘာလုပ်ပွဲဆိုတာ
အဲ့ဒါကြောင့်မို့သူကဒီပြဿနာနဲ့ပတ်သက်လို့သူဘာလုပ်မယ်ဆိုတာကိုမသိဘူးဟိုကကြောင့်မနေ့ပြန်ညာရင်ဘာလုပ်မယ်ဆိုတာမသိသူက schedule လည်းမရှိ plan လည်းမရှိဒါလေးกว่าတာပေါ့နော်သူဒီ schedule ကိုလည်းမသိ plan ကိုလည်းမသိဘူးပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီ different တွေကဟို form လေးတွေဒီ often the difference is small and either form is possible เนาะအဲ့တော့ small ဒီ difference ကအရင်ကြီးရော seriously အဓိပ္ပာယ်လွဲသွားတာတော့မဟုတ်ဘူးအဲ့တော့တခြား form တွေလည်းပြောလို့ရတယ်ပေါ့နော်ဖြစ်နိုင်တယ်ဘာမှမဖြစ်ဘူး okay အဲ့တော့ part C မှာ you can also say that something is going to happen in the future ခုဖြစ်တော့မယ်မနေ့ပြန်ဒီ in the future မှာတခုဖြစ်တော့မယ်ဆိုလဲဒါကိုဟိုသုံးတယ်ပေါ့နော် something is going to happen in the future for example the man isn't looking where he is going ဒီမှာပုံလေးမှာကြည့်လိုက်ဒီမှာဟိုနိုင်ရင်သူဒီမှာဖုန်းကိုကြည့်ပြီးလမ်းလျှောက်တာအဲ့ဒါကိုဒီသူဘယ်ကိုသွားနေလဲဆိုတော့သူမကြည့်နေဘူးเนาะအဲ့ဒါ isn't looking where he is going အဲ့တော့ he is going to walk into the war သူဝင်တိုက်တော့မယ်လေနိုင်ရင်ကြီးတော့သွားတော့မယ်ပေါ့အဲ့လိုမျိုးကြီးတိုက်ပြန်တဲ့သူဝင်တိုက်တော့မယ်အဲ့တော့ when we say that something is going to happen ဝင်တိုက်တာဖြစ်တော့မယ်ဆိုတဲ့အတွက် the situation now makes this clear အဲ့တော့ဒီ situation တေချာကို clear ဖြစ်တယ်အဲ့တော့ the man is walking toward the wall now so we can see that he is going to work ဒါဒီတေချာပေါ့ဖြစ်ကိုဖြစ်တော့မယ်ဒီ future ကြီး near future ပေါ့ situation ဒီမှာသူကခဏလေးပဲဒီ pack လဲဆိုအရေးဒီသွမ်းရှောင်နေနဲ့မကြခင်မှာဝင်တိုက်တော့မယ်ပေါ့နော်ဒီ situation တွေမှာ present continuous ဒီ going to နဲ့သုံးတယ်ပေါ့နော်အဲ့တော့ some more example တွေမှာတော့ look at those black clouds အဲ့တော့ဒီတိမ်တွေကမဲနေမှာပေါ့အဲ့တော့အချိန်မှာမိုးရွာကနေလို့တိမ်နေအုံမိုင်းနေတဲ့အချိန်မှာ look at those black clouds ကြည့်လိုက်အောင်တိမ်နေမောင်မဲနေရပဲအဲ့တော့ it's going to rain ဒီကြပေါ့မိုးရွာတော့မှာပဲလေအဲ့တော့ it's going to rain we can see the clouds now အဲ့တော့ clouds တွေကိုမြင်နေတဲ့အချိန်မှာဒါဒီ going to နဲ့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ I feel terrible I think I'm going to be sick အဲ့တော့ဒီဖျားရမယ်ဆိုတော့သိနေပေါ့နော်အဲ့လိုချိန်နေမှာသူဒီ I'm going to သုံးတယ်အဲ့တော့ the economic situation is bad now and things are going to get worse စီးပွားရေးချိန်နေကတော့မကောင်းအခုမကောင်းတာသိရတဲ့အတွက်ပိုဆိုးတော့မယ်ဆိုတော့အဲ့လိုပြောတာပေါ့နော်ပိုဆိုးလာတော့မယ်နောက်ပိုဆိုးဝယ်ရှိတော့တယ်ဒီလိုပြောတာ so but D က I was going to do something I intend to do it but didn't do it အဓိပ္ပာယ်က I was going to do ဆိုတာကသူဒီလုပ်တော့မလို့ပဲလုပ်ခဲ့မလို့သူစီစဉ်ထားတယ်ဒါပေမဲ့သူမလုပ်ခဲ့ဘူးအဓိပ္ပာယ် I was going to do ဆိုတော့လုပ်တော့မလို့ပဲမလုပ်ခဲ့ဘူးအဲ့တော့ we were going to travel by train ဆိုတော့သူယထာနဲ့ခီးသွားခဲ့မလို့ပဲ but then we decided to drive instead ဆိုတော့ယထာနဲ့မသွားပဲကောင်းမောင်းသွားတယ်ပေါ့နော်အဲ့တော့သူတို့လုပ်ခဲ့တော့မလို့ပဲစီစဉ်ခဲ့တာဒါပေမဲ့မလုပ်ခဲ့ဘူးတကယ်မလုပ်ခဲ့ဘူးပေါ့နော် we didn't do it ဆိုတော့ I was just going to cross the road အဲ့တော့လမ်းကိုကူးတော့မလို့ပဲ but somebody shout stop ရပ်လိုက်ဆိုပြီးတော့ stop အဲ့လိုမျိုးလမ်းရပြောလိုက်တဲ့ခါကျတော့သူမသွားခဲ့ဖြတ်မကူးခဲ့ဘူးအတိတ်ပဲเนาะ you can say that something was going to happen but didn't happen အဲ့တော့တခုခုဖြစ်တော့မယ်အဲ့လိုပဲပေါ့เนาะဒါတခုလုပ်တော့မယ်မလုပ်ခဲ့ဘူးတကယ်မလုပ်ခဲ့ဘူးလုပ်တော့မလို့ပဲတကယ်မလုပ်ခဲ့ဘူးဒီမှာလည်းဖြစ်တော့မလို့ပဲတကယ်မဖြစ်ခဲ့ဘူးအဲ့လိုအတိတ်ပဲဆိုရင် I thought it was going to rain but it didn't ခုနကမိုးတွေကမှောင်မဲနေရပေါ့เนาะရွာတော့မလို့ပဲဒီမှာ but it didn't အချိန်မှာမရွာခဲ့ဘူးတခါလေမိုးကမှောင်မဲပြီးတော့တခါလေပြန်ပြီးတော့တောင်းဟိုမိုးရွာချပဲကောင်းကင်ကပြန်ပြီးတော့ရှင်းလင်းသွားတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လို situation တွေမှာဖြစ်သွားတော့မလို့ပဲမဖြစ်ခဲ့ဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတဲ့အတွက်ဒီမှာ going to rain ကိုသုံးတယ်ပေါ့နော် it was going to rain ဆိုပြီးတော့ဒီ example လေးကတော့sorry ဒီ lesson လေးကတော့ unit 20ကတော့ဒီ going to တို့ going to တို့ဒီ present continuous tense တွေကိုသင်သွားတာပေါ့နော်အဲ့တော့lesson ကဒီထိပါပဲနောက်ထပ် exercise ကတော့နောက်ထပ် video မှာကြည့်ပါ thank you so much bye bye